ဒါကတော့ခိုးမှုဆိုတဲ့ grammar လေး and3 grammar လေးဖြစ်ပါတယ်ခိုးမှုပေါ့နော်သူ့အဓိပ္ပာယ်မှာလဲဆိုရင်ဥမာတစ်ခုခုကိုအကြာကြီးလုပ်နေတယ်ဒါမှမဟုတ်လို့ရှိရင်တစ်ခုခုတွေကိုထည့်တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့တစ်ခုတွေကိုထည့်တယ်ဆိုတဲ့ပုံစံအဓိပ္ပာယ်ရတယ်ပေါ့နော်သူ့ကိုဘယ်လိုအသုံးပြုလဲဆိုရင်တော့ mask ကို mask ဖြုတ်ပြီးတော့ခိုးမှုနဲ့ပေါင်းထည့်ရပါတော့ဥမာတစ်ခုခုအကြာကြီးလုပ်တယ်တစ်ခုတွေကိုထည့်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီဥပမာစာကြောင်းကြည့်ရင်တော့ပိုရှင်းတယ်ပေါ့နော်ဥပမာနံပါတ်1ကိုကြည့်မယ်ဆိုရင်この紙に必要な情報を書き込んでくださいもの。この紙にさ、実際はまあね、必要な情報、必要なとロード、情報さ、だれチェラもの、書き込んでください。書きますは家で込んでさ、くれを手でするもの、書き込むその家手ますはリベフだもの。まあ、実際はまあロード、だれチェラでご家手ビバーレ。いや、生でごじめそん。あなたの口座にお金を振り込んだような。မင်းရဲ့ပေါ့နော်ဒီမင်းရဲ့ဘန်တွေကိုတဲ့မင်းရဲ့ဘန်တွေကိုပတ်စံနေဖူဒီခွန်တာအိုခါနေကိုဖူဒီခွန်တာရောဆိုတော့လွှဲထည့်လိုက်ပြီလေတဲ့မင်းဘန်တွေကိုပတ်စံလွှဲထည့်လိုက်ပြီဆိုဒီပဲပေါ့နော်ဒါကြရင်တော့လွှဲထည့်လိုက်ပြီဆိုဒီပဲရတယ်ပေါ့နော်ပြီးနံပါတ်3ကဘာလဲဆိုရင်すみませんねこの商品をどこに入れ込んだ方がいいでしょういいですかですみませんねဒီပစ္စည်းကိုပေါ့နော်ဘယ်နေရာမှာထည့်ရင်ကောင်းမလဲဆိုတော့မေးတယ်ပေါ့နော်ဘယ်မှာထည့်ရမှာလဲပေါ့နော်မ ide mask ကထည့်တယ် ide ခွန်တာခုံမီ mask နဲ့ပေါ့နော်တခုရောထည့်ဆိုတော့ဘယ်ထဲကိုထည့်ကောင်းမလဲဆိုတဲ့ပုံစံပေါ့နော်ပြီးတော့နောက်တစ်ခုကနံပါတ်4က creditカードで支払ったらここにカードを差し込んでください credit card နဲ့ပေးမယ်ဆိုလို့ရှိရင်ဒီနေရာမှာကတ်ကိုထည့်ပါပေါ့နော် sashi mask ကထည့်တယ်ထည့်လိုက်ပါပေါ့နော် sashi ခုံပြီးဆိုဒီထည့်လိုက်ပါပေါ့တခုတည်းကို site ထည့်တယ် sashi mask ဆို site ဒီပေါ့နော် site ထည့်လိုက်ပါဆိုအဲ့ဒီပဲရပါပေါ့နော်နောက်တစ်ခါကျတော့နံပါတ်5ကျတော့この薬の使い方は鼻から吸い込むことですဒီစီးရဲ့အသုံးပြုနေကဒီနှာခေါင်းကနေပြီးတော့ဆွေးကုန်ဆွေးမှဆိုဆုပ်ယူတယ်ပေါ့နော်ခုံးမိမှဆိုတခုရထဲဆိုနှာခေါင်းကနေပြီးတော့ဆုပ်ထဲဆိုတဲ့တောင်းရှူထဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ရှူထဲပါတဲ့အဲ့လိုပုံစံပေါ့နော်ပြီးနောက်တစ်ခုကနံပါတ်6က今日は1時間走り込んだဒါကြတော့အချိန်အကြာကြီးလုပ်ခဲ့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီနေ့တော့တနားရီလောက်ဇက်တိုက်ကြီးပြီးနေခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပြီးတော့နံပါတ်9ကうっかり話し込んでしまったうっかりဆို careless ပေါ့နော်ဒီမိမိရောလည်းပဲစကားတွေအကြာကြီးပြောနေမိခဲ့တယ်တဲ့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပြီးတော့နံပါတ်10ကပါလဲဆိုရင်カレーはじっくり煮込むと味がもっと美味しいカレーဆိုတာတဲ့じっくりဆိုဖြည်းဖြည်းချင်း煮込むဆိုတာဖြည်းဖြည်းချင်းအချိန်အကြာကြီးချက်နေမယ်ဆိုရင်တော့တဲ့အရသာက味がもっと美味しいပို့ပြီးတော့အရသာရှိပါတယ်တဲ့ပြီးတော့နောက်ဆုံးတစ်ခုကပါလဲဆိုရင်9ပေါ့နော်娘は東京大学に合格するために勉強に打ち込んでいるဒီ娘တွေ့တဲ့မိကတဲ့ဒီ東京大学ကိုပေါ့နော်ဒီအောင်မြင်ဖို့ရန်အတွက်တဲ့ဒီ勉強にဆိုတော့ဒီစာချက်တာလေ့လာတာတွေမှာတဲ့打ち込んでいるဆိုတော့စိတ်ကိုနှစ်ထည့်ထားတယ်ပေါ့နော်စာကိုအရင်ဒေချာစိတ်ထည့်ပြီးတော့လေ့လာနေဆိုတော့ပြောချင်တာပေါ့နော်အဲကြောင့်မလို့ဖုံးမှုဆိုလေးပဲကတော့ခုနကပြောလို့ပဲဒီအချိန်ကြာတစ်ခုကိုလုပ်တဲ့အခါမျိုးတော့နောက်တစ်ခါကျတော့တစ်ခုခုဒီလိုမျိုးဒီရှေ့ရ verb တစ်ခုနဲ့တွဲပြီးတော့ထည့်ထားတယ်ဆိုတဲ့ပုံစံမျိုးနဲ့အသုံးပြုပါတယ်